တွေးဖြင့်ရေတော်ကလေးစားအပိုင်းအတစ်တွေးစွန်းတော်ဆန်အိမ်တော်ညာနတ်တန်းကောင်ရန်ဤတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်မှာမိုးချိုးပစ်တန်မဟုတ်ဘဲရဲအုပ်အော်ဆွဲတန်များဖြစ်သည်ရန်ကုန်မြို့စင်ချေပုံရှိတစ္ဆာဆန်အိမ်ဟုအမိပေးထားသောတန်းကြွယ်သူသေးဦးဖုံးမြတ်ဤခန်းသားထေဝါသောအိမ်ကြီးမှာယခုတော့တွေးနံများဖြင့်ပေးနံနေလေပြီလူတက်မှုကတိတ်ရက်ဆက်တာပဲဓမိသားစုလုံး9ယောက်စလုံးကိုကနေရထဲမှာတန်းစီပြီးတက်သွားတာဒါပေမဲ့ထူးဆန်းတာကအိမ်ထဲကရွှေငွေရတနာတခုမှတောင်မသွားဘူးရဲအုပ်ကျော်စွာကသူ့၏မဆုစာအုပ်ကိုပိတ်ရင်းတပြင်းချလိုက်သည်သူ့၏ဘေးတွင်အတွေ့အကြုံရင့်ဆုံးတော်ကြီးမှဖြစ်သောဦးမြင့်လွယ်နှင့်ဦးသက်ခိုင်တို့ရှိနေကြသည်သူတို့သုံးဦးစလုံးမှာယာတို့ရဝီနေရတဲ့ကြီးကြတော့လေဝီနေရ၏ထူးခြားသောပါရမီကိုလေစာသဖြင့်သူ၏နောက်လိုက်များအဖြစ်လက်တွဲလှပ်ဆောင်နေကြသူများဖြစ်သည်ဒါဟာပစ္စည်းလိုချင်လို့တတ်တာမဟုတ်ဘူးအညိုးအသေးတစ်ခုခုကြောင့်တတ်တာကလေးစားချေတာပဲဟုဦးမင်းလွင်ကမှတ်ချက်ပေးသည်ထိုစဉ်လူအုပ်ထဲမှရှေလျားသောအရေးတစ်ခုထွက်ပေါ်လာသည်မိုးကအင်ကြီးအနက်ရောင်ကိုဝတ်ဆင်ထားပြီးမျက်လုံးများကစူးရှာလာသောလူငယ်တူသူကဝေနေရပင်ဖြစ်သည်ဖဲကြဆန်းအသုံးမကျတဲ့ခေါင်းလေးမင်းတို့ဒီမှာရက်နေလို့အမှုကဖြေလျက်ပေါင်းမှာမဟုတ်ဘူးအတန်လာရာကိုကြည့်လိုက်တော့စုံတော့အောင်သူဖြစ်သည်သူသည်ဝေနေရ၏အရေးချင်းကိုမနာလိုဖြစ်ပြီးအနေအထားနှုံဆက်တတ်သောသူဖြစ်သည်သူ၏နောက်တွင်လည်းဝေနေရကိုမကြည့်ကျင်ကြသောအခြားစုံတော့အချို့ရှိနေကြသည်ဝေနေရကအောင်သူကိုကချက်ပြန်မဲ့လှည့်ကြည့်သူ၏အကြည့်များကကျမ်းပင်ပေါ်ရှိသွေးဆက်များစီသောသာလျောက်နေသည်သူသည်တေဆုံးနေသောဥဖုံးမြတ်၏ရုပ်အလောင်းသားတွင်ဒူးထောက်ထိုင်လိုက်သည်အလောင်း၏လက်ချောင်းများကိုစစ်ဆေးလိုက်သည်ကြောစွာဓာတ်မီနယ်ဒီဘက်ကိုထိုးပေးစေဝေနေရကအမိန့်ဆန်ဆန်ပြောလိုက်သည်သူ၏လက်ဖွားထဲတွင်သေးငယ်သောအရာတစ်ခုညှိနေသည်၎င်းမှာအဖြူရောင်ပန်းကွန့်ဘက်လေးတစ်ပွင့်ဖြစ်သည်အလောင်းမားလောင်းစလုံး၏လက်ထဲတွင်ဤပန်းပွင့်ဘက်လေးများထည့်ထားသည်ကိုဝေနေရသတိပြုမိလိုက်သည်ပစ္စည်းတွေတစ်ခုမှယူမသွားအောင်ဒါပေမဲ့လူသားသမားကလက်ဆောင်တစ်ခုထားတယ်ဝေနေရကအေးဆက်ဆက်အပြုံးဖိန်ပြောလိုက်သည်ဘာလဲဝေနေရမင်းဘာတွေ့လို့လဲကျော်စွာကစိတ်လှုပ်ရှားစွာမေးသည်ဝေနေရကမတ်တိုင်ညက်လိုက်သည်စံအိမ်ကြီးနယံပေါ်တွင်သွေးဖြင့်ရေးသွားသောစာတမ်းတစ်ခုကိုညွှန်ပြလိုက်သည်ထိုစာတမ်းကိုအားလုံးမြင်လိုက်ရခြင်းကြောချမ်းသွားကြသည်ဒီညဟာအဆော့အပဲရှိသေးတယ်ပြီးခဲ့တဲ့10နှစ်ကအကျွေးကိုအတိုးနဲ့တကွပြန်ဆက်ရမယ့်အချိန်ရောက်ပြီ10နှစ်ကအကျွေးဦးတက်ခိုင်ကရေရွတ်သည်ဝေနေရကပြင်းပေါက်အပြင်ဘက်ကိုမှောင်မိုက်နေသောခြံကွင်းကြီးကိုစိုက်ကြည့်ရင်းပြောလိုက်သည်ဒီလူသားသမားကရိုးရိုးလူသားသမားမဟုတ်ဘူးသူကငါတို့အားလုံးကိုဂိမ်းကစားကိုခေါ်နေတာဥဖုံးမြတ်မိသားစုကပထမသားကောင်ဒီပဲနောက်ထပ်သေးရမယ်သူဒီကြံသေးတယ်ထိုးစဉ်အပြင်ဘက်မှာမိုးဒီတရထန်းစွာရွာသွင်းလာပြီးအိမ်တော်ကြီးမီးတွေအားလုံးရုတ်တရက်မောင်အတိကြော်သွားလေသည်အမောင်တဲတွေဝေနေရ၏အတန်ထွက်ပေါ်လာသည်ကြော်စွာသတိထားသူဒီအိမ်ထဲမှာရှိသေးတယ်